အားလုံးပဲမင်္ဂလာပါတူရီဝင်နာ channel ကနေပြီးတော့ပြန်လဲကြိုးဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်25ရက်8လ2026အင်္ဂါနေ့အတွက်ဗီဒီယိုကိုပြောပြပေးချင်ပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်အင်္ဂါနေ့မနက်ပိုင်းအတွက်အချိန်ကြီးကဲနိုင်ပုံနိုင်လို့အရင်ဆုံးပြောပြပေးချင်ပါတယ်အင်္ဂါနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားခြင်း16ချင်းဖြစ်ပါတယ်3358နဲ့ကတ်မှာဖြစ်ပါတယ်ဗျ16ချင်းကို3358နဲ့ကတ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပေါဝင်နိုင်8ခွက်ကတော့1313151863636568ဆိုပြီးတော့ပေါဝင်နိုင်8ခွက်ရွေးထုတ်ပေးထားပါတယ်ဒါကတော့အင်္ဂါနေ့မနက်ပိုင်းအတွက်အချိန်နေကဲနိုင်ပေါဝင်နိုင်ဖြစ်ပါဗျအင်္ဂါနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးပိုင်းနှလုံးကတော့16လုံးပိုင်းဖြစ်ပါတယ်16လုံးပိုင်းဖြစ်ပါတယ်ဗျအင်္ဂါနေ့နေကုန်မထိမပေါက်ကီးသုံးတော့ခွန်89ကီးဖြစ်ပါတယ်ခွန်89ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါအင်္ဂါနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ပေါ်မှာအားပေးနေတဲ့အတွက်ကြောင့်မလို့လည်းကျေးဇူးများကြီးတင်ပါတယ်ခုနှစ်ရက်သားသမီးများအပူရီရှိလို့ရှိရင်လည်းအမြင်ဆုံးငြိမ်းကြပါစေဗျနော်